လူအဖွဲ့အစည်းဟာစီးမြန်းနေတဲ့။အသိပညာတွေပေါ်မှာအမြဲတမ်းအခြေခံခဲ့ပါတယ်။စာပေ၊စာရွက်စာတမ်းတွေနဲ့မှတ်တမ်းမှတ်ရာတွေမပေါ်ပေါက်ခင်တုန်းကဗဟုသုတတွေဟာပါးစပ်ပြောစကားတွေနဲ့သာလက်ဆင့်ကမ်းခဲ့ရလို့ပျောက်ကွယ်လွယ်ခဲ့ပါတယ်။အောက်တိုဘာ16ရက်မှာတော့လူတွေဟာပထမဆုံးသောအရေးအသားစနစ် First Writing System ကိုစတင်အသုံးပြုနိုင်ခဲ့ကြတဲ့အမှတ်တရနေ့ဖြစ်ပါတယ်။ဒီတီထွင်မှုကအသွေးတွေအသိပညာတွေနဲ့တမိုင်းပုံပြင်တွေကိုအချိန်ကာလတစ်ခုထိထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။အရေးအသားကြောင့်လူသားတွေရဲ့ဆက်သွယ်မှုဟာပိုပြီးခိုင်မာတိကျလာခဲ့သလိုရှေးဟောင်းပညာရပ်တွေဟာလည်းမျိုးဆက်သစ်တီစီကိုလက်ဆင့်ကမ်းရောက်ရှိလာခဲ့ပါတယ်။ဒီနေ့ဟာလူသားတွေရဲ့ဉာဏ်ကြီးဉာဏ်သွေးတိုးတက်မှုကိုဖော်ပြတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။စာလုံးလေးတွေရဲ့စွမ်းအားဟာကဘာကြီးကိုပြောင်းလဲစေခဲ့ပြီးဗဟုသုတတွေစီးဆင်းနိုင်ဖို့လမ်းဖွင့်ပေးခဲ့ရဲဆိုတာကိုဒီနေ့ကသတိပေးနေပါတယ်။တင့်ဘဝမှာတင့်ကိုအသိပညာတွေပေးခဲ့တဲ့အနှစ်သက်ဆုံးစာအုပ်တအုပ်ဒါမှမဟုတ်စာရေးဆရာတအုပ်အကြောင်းကိုမှတ်ချက်မှာပြောပြပေးခဲ့ဦးနော်။